ဒီကောင်လေးကတော့ Isuzu engine လေးပဲပါနော် Isuzu ဘလောက်မှာတော့ C190 ဘလောက်နေပါနော်ဟောပြပါတယ်အရင်လေးကတော့တော်တော်တန့်ပါတယ်နော် Isuzu engine မှန်ပါလိုဘိုလေးပါနော်ဂျာထဲမှာတော့ရိုက်လို့မရဘူးဗျအင်းလေးတော့တော်တန့်ပါတယ်နော်ဒီစုအင်းလေးဒီအင်းလေးကိုယူမယ်ဆိုရင်တော့350လို့ပြောပါတယ်နော်350ပါမြန်မာငွေ350ပါဒီက350နဲ့အားလုံးအင်ဂျင်တစ်လုံးရဖို့မလွယ်ပါဘူးဘလော့တစ်လုံးဟက်တစ်လုံးနဲ့ဟိုတန်ဖိုးကနည်းနည်းတော့တန်ဖိုးမဟုတ်ပါဘူးနော်တကယ်လို့ကိုကားမျိုးစားရင်ကြိုက်တယ်ဆိုရင်ယူလို့ရပါတယ်နော်တော်တော်တန်တဲ့အင်ဂျင်လေးပါပဲနော်ဟိုလိုကြည့်ရှုအားပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်